ပါတယ်ဒီမောင်တော်မှာဖမ်းမိတဲ့သူရင်ထွန်းလားသူဆိုရင်တကယ်ကိုသူ့ရဲ့တပည့်တွေကိုရရဆက်ဆက်နဲ့အမိတ်ပေးပြီးမှမင်းဒါမလုပ်ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှခိုင်းစေတဲ့လူထဲမှာပါတယ်ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကဟိုကြားတွေကိုထိမ့်သိမ့်တယ်လို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြားချန်တဲ့အတွက်ကိုယ်ကိုကြိုက်မယ်လေဆိုတော့ကိုယ်လည်းအကြိုက်မခံရအောင်တတိထားပြီးထိမ့်ရတာပေါ့သူကအခုချိန်ထိအတန်းရှင်ရရှိသေးတယ်ပေါ့ရှိပါတယ်ဒါပေမဲ့ तू ကကြမ်းပါရေးမကောင်းဘူးပဲतू ကဖမ်းမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့တေမေတောင်ထင်တာဒါကြောင့်ကျွန်တော်တို့သူ့ကိုတကယ် intensive medical နဲ့ကယ်ထားရတဲ့သဘောမျိုး तू ကြောက်စိတ်တွေတအားဝင်တယ်ဘာဖြစ်လို့ဆိုတော့ तू လှုပ်ထားတဲ့ဟာတွေကအရင်များတယ်အဲ့တော့ war criminal လို့ပြောလို့ရတဲ့စစ်ရာဇဝတ်ကောင်တယောက်ကခံစားချက်ပေါ့လက်နဲ့မချခင်တော့ဒီဘက်ကတစ်ဖက်ကသူတွေကို तू အသေးလက်တပ်ဖို့ဖြတ်ဖို့မိတ်နေပြီးခဲ့တယ်သူလက်နဲ့ချပြီးတဲ့အခါမှာတော့သူ့ရဲ့စိတ်ဓာတ်ကဘယ်လိုပြောင်းလဲသွားလဲဆိုတာမြင်ရတာပေါ့နော်မြင်ရတယ်ဒါလို့ဆိုရင်သူ့ထက်ကသူတွေနေ့စဉ်ဘုံကျဲဖို့ပြောနေတဲ့သူတွေ drone နဲ့ချဖို့ပြောနေတဲ့သူတွေဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လူမျိုးကအစတနေ့အဲ့လိုဖြစ်လာခဲ့ရင်သူတို့ဘယ်လိုခံစားရမလဲဆိုတာကျွန်တော်တို့ imagination လုပ်ကြည့်လို့ရတာပေါ့